Okay ကျွန်တော်ဒီနေ့ပဲရောက်နေလဲဆိုကျွန်တော်အရှင်းပြပေးမယ် Okay ပါခင်ဗျ Okay ပါလေးတွေညရှိပါတယ်ဒါပေမဲ့တစ်ခါတလေမှာလူတွေပြစ်တတ်တယ်ကြိုပြီးတော့ဖုတ်ဆက်ထားမှာဖြစ်ပါတယ်ကျွန်တော်အခုပိုကင်လောက်ထားရပါတယ်ပိုကင်မလောက်ထားရင်တို့ကဒီအချိန်9နိုင်ရလူပြည့်သွားပါပြီကျွန်တော်တို့က6နိုင်မှာရမှာဖြစ်ပါတယ်ဟိုအနောက်ဘက်ခြမ်းမှာလူတွေကအဲ့လိုမျိုး6နိုင်ကြမစိမ့်မယ်9နိုင်ကြတဲ့လူတွေကစိမ့်ပါပြီတို့ပိုကင်တွေက9နိုင်ထိုး9နိုင်တမန်တွေကပြည့်သွားပြီဒီတည်းကလေရတယ်တို့ပိုကင်ယူထားပြီးသွားပြီဒီတူတွေကသူတို့9နိုင်တမန်တွေသူတို့6နိုင်သူတို့က6နိုင်ပါ6နိုင်သူတို့ကအပီအရောက်ပြန်ရမှာဖြစ်ပါတယ်သူတို့က9နိုင်ကနေ6နိုင်ထိတူကိုလီတစီကို60ချိန်လေးကြာလာရင်လူတွေများလာပါတယ်လူတွေများကြီးပဲလာတယ်သူကနှစ်ပိုင်းချထားပါတယ်9နိုင်တစ်ချိန်6နိုင်တစ်ချိန်6နိုင်ကြတော့နည်းနည်းမိုးချုပ်သွားပြီโอเคဒီနေ့လာတဲ့နေရာလေးကတော့လေလာစီမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လာလေတဲ့နေရာကဘယ်လိုပြောမလဲလူတွေတော်တော်များတယ်တော့ပြောလို့ရတယ်ပုတ်ကင်လာယူထားတယ်ပုတ်ကင်ယူထားရင်တော့မရှိတော့ပါဘူးသူတို့ကပုတ်ကင်ယူထားမှရမှာဘာလို့လဲဆိုတော့လေကနေတော့လေကဘယ်နှစီရှိတယ်လားမသိ10စီ15စီလောက်ပဲဖြစ်ရှိမယ်သူတို့ကအဲ့လိုမျိုးသူတို့ကတနန်ယူကို120ပတ်ပေးရတယ်ညကြီးပဲထိုင်ဆောင်တယ်သူတို့က6နိုင်ပုတ်ကင်ယူထားတယ်သူတို့က9နိုင်တမန်တွေကစိမ့်သွားပြီโอเคဒီမှာရှေ့မှာအနေထားတယ်ရှေ့ကနေအနေထားတယ်ပါ这个အနေထားလေးပါဆံမရှိတဲ့အနေထားလေးโอเคအရှေ့မှာနည်းနည်းပြပေးရဗျာဒီလိုလေးနေရာ6နိုင်လောက်ဆိုနေရောက်ဝင်သွားတယ်6နိုင်9နိုင်တော်မိုက်မဲပို့ဟုတ်တယ်သူတို့က9နိုင်သူကပိုကင်ချူတာသူတို့က9နိုင်သမားလေလာတာနောက်ကြတယ်သူတို့ကလေတစီကိုဆက်တွဲတာပေါ့ဆက်တွဲပေါ့โอเคเรียบร้อยแล้วค่ะพอหรือยัง
Ok, tập tiếp theo nè. Cho này thua mấy, cho này thua đấy. Xem mình ở vào không nhá. Tập tiếp theo nè, nè quỳ mà đi. Ok, ngày nay tầm anh đi chẳng là bà đi, chẳng sức là bà đi nhá. Đó, ngày nay tầm anh đi vào. Ngày nay tầm anh đi. Bây giờ mà. Đó, ngày nay tầm anh đi vào. Mà piala là đi. Chào này tụi tầm anh đi. Đó mà piala đấy, ngày đó lẹp. Ok, piala là đi. Chai. Cho này thôi vậy nhá. Thì phía này mua chậu là bà đi. Ok. Mà thương léoค่ะชีวิตแค่นึงมาถึงแล้วดูเป็นยังไงบ้างเดี๋ยวนี่ไงเป็นยังไงสวยไหมยังไงสวยไหมเดี๋ยวเป็นยังไงบ้างยาเพร่าคุณยาโดราก็อาชีพตรงเลยเด้อทำมั่งเดี๋ยวอันเล็กลงมาพี่มาได้โอเคชีวิตเรานี่สำเร็จเต็งเลยเล่ชีวิตอะไรวะโตได้หรออยู่เอ็นจีบ้ามั้งหรอวะอยู่เอ็นจีการ์ดบ้าเลยอีซีเวทุกอย่างเลยอะไรสไตล์ปัญญาละกันมีโลกเลยยาเปียอาชีพกูมียาวหรอว่าใช้ยิงได้ต่อเปล่าใช้ยิงไทยฮัลโหลโยมีจ้องนี่ป่ะเลยใช่ไหมโอเคပါဒီနေ့ကတော့ရောက်ရှင်တဲ့နေရာတော့ရောက်ပါပြီ။သွားရှင်တဲ့နေရာတော့သွားပါတယ်။ရောက်ရှင်တဲ့နေရာတော့ရောက်နေပါတယ်။သွားနေတာသွားကွာစားနေတာစားဘောကွာမှာဒီဈေးပဲနေနေကွာသွားရှင်တာလုပ်မယ်စားနေတာစားမယ်သွားရှင်တာသွားမယ်ဘောကွာမှာဘာမှတော့နောင်ထားဆိုတော့မရချင်โอเคป่ะบรรยากาศเป็นนี่แหละครับลอยกระทงลอยcả lười cái đồng hồ lười khủng chứ vậyลอยเฮ้ยตกใจมาเลยนี่ตกใจมาเลยชีวิตโกงว่างทีนี้อะไรก็รูปย่อมทีนี้อะไรก็สงขลามาปะสงขลาเนี่ยมาไม่ใช่ป่ะเนี่ยจะนอนมีปูที่มันชาบไปไหมอะไรမျိုးလာလေချင်းနဲ့မိတ်ဆွေများရှိတယ်ဆိုရင်ဟာရမှာနေချင်းတဲ့
မိတ်ဆွေများဆွန်ဖလာမရှိတဲ့မိတ်ဆွေများလာလေလို့ရပါတယ်အေးစီးလေးစုပ်တွဲမဟုတ်လေတယောက်ထဲလာလို့ရပါတယ်အားမငယ်စရာမလိုပါဘူးတို့ချမ်းမှာစုပ်တွဲလုပ်တယ် Spring dreamer, here is my song for you. I'll hold you as winter passes through. Sweet dreamer, this is my prayer for you. Don't linger, let us start anew. You loved me when the sun rays hit the sidewalk. And the streets were flooded with gold. When the treetops swayed through breezy mornings, and everything was so sure and bold. Loved me when the leaves were changing colors and the clouds were changing shapes. As raindrops hit the muddy ground, and everyone was looking for an escape. Spring dreamer, here is my song for you. I'll hold you as winter passes through. Sweet dreamer, this is my prayer for you. Don't linger, let us start anew. You loved me in the snow that coats the landscape. Though my frostbitten heart တပြေးပြေးနဲ့မိုးချုပ်လာပါပြီအခု6နိုင်ကွဲလေးပါ6နိုင်ကွဲသူက9နိုင်ထိဆို9နိုင်အဲ့လိုမျိုးကွာအလုပ်တွေတစ်ခါတလေပင်ပန်းတယ်တွားလက်စရာမထိတော့ဘူးဆိုရင်ကျွန်တော်ဒီနေရာလေးမှာ6နိုင်ကနေပုတ်ကင်ယူလို့ရပါတယ်6နိုင်ကနေ9နိုင်ပေါ့အဲ့ဒီချက်ပဲဒါပေမဲ့9နိုင်ကျတော့9နိုင်ကနေ6နိုင်ကျတော့နည်းနည်းလေးနေပူသေးတယ်ဒီချိန်6နိုင်ကနေ9နိုင်ဆိုနေရတိုက်မပူတော့အဲ့ဆိုမီးအဲ့လိုမျိုးလေးမီးတွေပါလေအဲ့လိုမျိုးရလို့ရပါတယ်အဲ့တော့အဲ့လိုမျိုးမရတော့ပါဘူးစီပေးရလို့ဒါပေမဲ့9နိုင်နောက်ဆုံးတော့ပဲထင်တယ်9နိုင်10နိုင်ကျတော့မရှိတော့ထင်တယ်တအားမိုးချုပ်သွားတယ်ကျွန်တော်ထင်တော့ဒီ9နိုင်ကနေ6နိုင်တစ်ချိန်ပေါ့ဒါပေမဲ့အဲ့ဒီ9နိုင်6နိုင်ကျတော့အဲ့ဒီတစ်ချိန်ကနေပူပြီးတယ်ညတော်တော်လေးပူသေးတယ်အဲ့လိုမျိုးကလိုလာပဲနေတယ်ဆိုရင်တော့အကြံပေးတာပါတယ်အကြံပေးပါတယ်6နိုင်ကနေ9နိုင်ပိုကောင်းပါတယ်ဒါပေမဲ့အဲ့လိုမျိုးတယောက်တည်းအိမ်မှာအပူပင်နေရှိသေးတယ်ဆိုရင်တော့9နိုင်ကနေ6နိုင်လောက်လို့ရပါတယ်အကြံပေးတာပါအဲ့လိုမျိုးကတချို့သူဆိုရင်ရှိတယ်မျိုးအဲ့မျိုးမိုးချိုးညမိုးချိုးရင်အဲ့လိုမျိုးအိမ်ကနေပူရဲပါတယ်အဲ့လိုမျိုးရှိတယ်ဆိုတော့โอเคပါလေးစရာတွေကောက်ပါပြီကျွန်တော်တို့တော့ကျွန်တော်ကတော့ဒီဆုံးကလာမနဲ့တလုံးမှာတော့လေတာတော့တော်တော်လေးနေရာကိုပါပြီညာ也别去那个好嘛好你，မကြောက်ထိုင်မဟုတ်没看了，把太阳拍的这样了，ဆွဲဟေး还你，လေချီဝီကူကူငမိုင်အိုရကိုစီလာတယ်မားတယ်妈，
กว่าแก โอเคจะกลับบ้านดีกว่ากลับบ้านดีกว่านะคำแรกชีวิตคำแรกต้องเที่ยวนี่ต้องเที่ยวที่นี่โอเคคนตัวนี้คงเยอะถ่ายรูปเยอะมากแล้วก็บรรยากาศสวยๆนอกมาจะรีสอร์ทเลยบ้างหรือว่าซาตสังเลยดีมากหรือว่าคอนดาဒီမှာစားတော့ဆိုင်ခွန်တာလေးပါအဲ့ပါလားကျွန်တော်ထင်ပါဒီနောက်မှာခွန်တာရှိပြီးတော့အခန်းရအများရှိတယ်အခန်းရလည်း so beautiful ဒါပေမဲ့မတည့်ဘူးပါဘူးဗျာစီးကြည့်ပါတယ်တညကို1 night ကို3พันမလေးတော့ထောင်းတော့မနော်စီးကြည့်တယ်သူက resort ဆိုโอเคกลับบ้านเจอกันอีกครับเจอกันอีกวันอาทิตย์อีกลาว Have a nice day